ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပထောင်မြို့နယ်မှာစစ်တောင်းကိုAAကွန်မန်ဒိုတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှဗိုလ်မှူးကြီးတအုပ်အပါအဝင်စစ်သား10ဦးကျော်တေဆုံးပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပထောင်မြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုအာရခတပ်တော် AAကွန်မန်ဒိုတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင်စစ်သား10ဦးတေဆုံးပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိကြောင်း AA တရင်အရှင်မြစ်ကပြောပါတယ်။ဇန်နဝါရီလ4ရက်နေ့မနက်9:00 နာရီချိန်ပထောင်မြို့နယ်ညောင်ကျိုးအတွင်းရှိ666ကုန်းနဲ့ကပ္ပစ16အကြားမတုံရွာအနောက်ဘက်မီတာ9500ခန့်အကွာဝေးမှာစခန်းချနေတဲ့စစ်တပ်စစ်ကြောင်းကိုအာရခတပ်တော်ကွန်မန်ဒိုစစ်ကြောင်းကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းမှာပါရှိတဲ့ကလေးမျိုးအခြေဆိုင်စခခ30စခခမှုလို့ယူဆရတဲ့ဗိုလ်မှူးကြီးအဆင့်ရှိသူတအုပ်ရဲ့အလောင်းနဲ့တူစစ်သားအလောင်း30ကျော်လက်နက်ခဲယမ်းအချို့ကိုလည်းတင်ဆက်ရမိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲမှာ35မိနစ်ခန့်ကြာမြင့်ပြီးAAဘက်မှအထိကိအနည်းဆုံးဖြစ်အောင်မြင်စွာဆုတ်ခွာလာခဲ့ကြောင်းသိရပါတယ်။ပဲခူးတိုင်းပထောင်မြို့နယ်666ကုန်းကိုအာရခတပ်တော်မှဝင်းရံပိတ်ဆို့ဖျက်တောက်ထားတာကာလအတန်ကြာခဲ့ပြီဖြစ်ပြီး666ကုန်းမှာစကမတပ်ဖွဲ့များကခဲယမ်းရှိခပြတ်နေတာကြောင့်ဒေသနယ်များထွက်ပြေးလျက်ရှိကြောင်းသိရပါတယ်။ပထောင်မြို့နယ်အတွင်းဇန်နဝါရီ1ရက်နေ့မှဇန်နဝါရီ6ရက်နေ့အတွင်းအလင်းဝင်သူ10ဦးကျော်ရှိပြီးအာရခတပ်တော်ကလည်း666ကုန်းမှာလက်ကျန်စစ်တပ်ကိုအမဲချွေတိုက်ခိုက်လျက်ရှိကြောင်းဒါအပြင်နေရီကံပြူဟာကုန်းကိုလည်းအာရခတပ်တော်မှဝင်းရံပိတ်ဆို့ထားဆဲဖြစ်ကြောင်းသိရပါတယ်။နောက်တစ်ပုံအနေနဲ့ဖလန်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုထပ်မံတိုက်ခိုက်မှုစစ်သားအများပြားတေဆုံးပြီးစစ်တုံးပန်းတွေနဲ့အတူလက်နက်ခဲယမ်းများပြားထပ်မံသိမ်းဆည်းရရှိပြီးစစ်တပ်နေရာနှစ်ခုကိုလည်းသိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဖလန်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုထပ်မံတိုက်ခိုက်ရာစစ်သားများပြားထိခိုက်တေဆုံးပြီးစစ်တုံးပန်းတွေဖမ်းဆီးရမိကလက်နက်ခဲယမ်းများသိမ်းဆည်းရရှိထားကြောင်းချင်းတော်လန်နေ CNA တရင်တရင်ရင်းမြစ်ကပြောပါတယ်။ဇန်နဝါရီ9ရက်နေ့မနက်အစောပိုင်းမှာဖလန်းမြို့ဘက်ကိုတိုင်းငယ်ရွာဘက်မှစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ချင်းတော်လိုင်းတပ်များအကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒီတွေ့တဲ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးစစ်တုံးပန်းများလည်းဖမ်းဆီးရမိကလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ချင်းတော်လိုင်းတပ်တွေကအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာနှစ်ခုကိုလည်းသိမ်းပိုက်ထားပြီးထိတွေ့တိုက်ပွဲအတွင်းစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုအရေးအတွက်နဲ့စစ်တုံးပန်းဖမ်းဆီးရရှိမှုအခြေအနေကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းချင်းတော်လိုင်းတရင်ရင်းမြစ်ကရှင်းပြပါတယ်။မနေ့ကမနက်စောကြီးကဖလန်းဘက်တက်တဲ့တိုင်းငင်ဘက်ကလာတဲ့စကားစားတပ်တွေကိုချင်းလန်းအာမီကတိုက်ခဲ့ပါတယ်။အဲ့ဒါသူတို့တပ်ဆွဲထားတဲ့နေရာနှစ်ခုကိုချင်းလန်းအာမီကသိမ်းထားတဲ့လက်နက်ခဲယမ်းသိမ်းနေစစ်တုံးပန်းလည်းရှိတယ်လို့သတင်းကြားတယ်။ဒါပေမဲ့စစ်တုံးပန်းဘယ်နှဦးဖမ်းမိရဆိုတာတော့မသိရသေးဘူး။ချင်းတော်လိုင်းတရင်အရှင်မြစ်ကပြောတာပါ။အလားတူဇန်နဝါရီလ3ရက်နေ့ကလေးမျိုးဘက်မှဖလန်းမျိုးဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို CNA အပါအဝင်ချင်းတော်လိုင်းတပ်ပေါင်းစုကခွန်ကလေးရွာနီမှာကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဲဒီတိုက်ခိုက်မှုတွင်ဂျပန်စစ်သား10ဦးတေဆုံးပြီး2ဦးအရှင်ဖမ်းမိကလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းဒီဇင်ဘာ29ရက်နေ့ကလည်းဖလန်းမျိုးကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုချင်းတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား3ဦးတေဆုံးပြီးစစ်တုံးပန်း4ဦးအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်